တရုတ်နိုင်ငံယူနန်ပြည်နယ်ကိုရောက်ရှိနေတဲ့ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမမောင်အောင်နဲ့ကိုယ်စားလှယ်အဖွဲ့ဟာဩဂုတ်လ20ရက်မနက်ပိုင်းကယူနန်ပြည်နယ်ချူချင်းမြို့ရှိဆိုလာစက်ရုံနဲ့တမ်မီစက်ရုံတို့ကိုတွားရောက်လေ့လာပါတယ်။ပထမဆုံးအနေနဲ့ဆိုလာစက်ရုံကိုတွားရောက်ရာစက်ရုံတာဝန်ရှိသူတွေကကြိုးစိုးနှုတ်ဆက်ပြီးစက်ရုံရဲ့လုပ်ငန်းလဲပတ်မှုတွေကိုလိုက်လံရှင်းလင်းပြသခဲ့သလိုသိရှိလိုတာတွေကိုပြန်လည်မေးမြန်းကြပါတယ်။အဲဒီဆိုလာစက်ရုံဟာကမ္ဘာပေါ်မှာတတိယအကြီးဆုံးဆိုလာပြားတွေထုတ်လုပ်တဲ့စက်ရုံဖြစ်ပြီးဝန်ထမ်းအင်အားစုစုပေါင်း1900ရှိကထုတ်လုပ်ရေးပိုင်းနဲ့ပစ္စည်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာစက်ရုံ800ကျော်နဲ့လုပ်ကိုင်လဲပတ်နေတာဖြစ်တယ်လို့သိရပါတယ်။အဲဒီနောက်ပြည်ထောင်စုဝန်ကြီးနဲ့ကိုယ်စားလှယ်ဖွဲ့ဟာတမ်မီစက်ရုံကိုတွားရောက်လေ့လာကြပြီးစက်ရုံတာဝန်ရှိသူတွေကလုပ်ငန်းလဲပတ်ဆောင်ရွက်နေမှုတွေကိုလိုက်လံရှင်းလင်းပြသပါတယ်။ဒီတမ်မီစက်ရုံဟာယူနန်ပြည်နယ်ရဲ့တတိယအကြီးဆုံးတမ်မီစက်ရုံဖြစ်ပြီး1200စတူယန်မီတာအရွယ်အစားရှိတဲ့တန်အရည်ကြိုအိုး2ခုနဲ့လောက်ကင်ဆောင်ရွက်နေတာဖြစ်ပါတယ်။စက်ရုံရဲ့ကုန်ကျန်းဖြစ်တဲ့တန်ကြောက်ကိုတရုတ်ပြည်တွင်းအပါအဝင်မြန်မာ၊ဘရာဇီး၊ဩစတြေးလျနိုင်ငံတွေကနေရရှိတာဖြစ်ပြီးတစ်နှစ်ကိုတန်မီတန်ချိန်360ကျော်ထုတ်လုပ်နိုင်တယ်လို့သိရပါတယ်ရှင်။